မင်းကလေးတယောက်ကသူ့ချစ်သူနဲ့အတူတူဝစ်စိန်အားမဲ့အဝက်စားလေးတွေဝစ်ချင်ပါတယ်။ဒါပေမဲ့ကောင်လေးကအရန်ကိုဝါတဲ့အတွက်အကြီးဆုံးအရွယ်စားတော်မှသူ့အတွက်မတော်ပါဘူး။ကောင်မလေးကတော့သူ့ဒီစားကကြည့်ကောင်းပါတယ်လို့ပြောလိုက်တဲ့အတွက်ကောင်လေးကသူ့ချစ်သူမင်းကလေးစိတ်မထိခိုက်ရအောင်ပြောနေတာကိုသိလိုက်ရပါတယ်။တခြားစုံတွေအတူတူဝစ်ထားတဲ့အဝက်စားတွေကိုမြင်ရတဲ့အခါမှာတော့သူဟာသူ့ချစ်သူမင်းကလေးအတွက်အရန်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ဒါပေမဲ့ဒိုဦးလို့ခေါ်တဲ့ကောင်မလေးကတော့စိတ်မဆိုးခဲ့ပါဘူး။အဲ့ဒီအစားသူ့ကောင်လေးအတွက်အတူတူဝစ်ဖို့ဖနက်တရံကိုဝယ်ပေးခဲ့ပါတယ်တဲ့။စိတ်လားလို့မေးတော့ကောင်လေးကကိုအတူတူဝစ်ဖို့အဝတ်အစားမဝစ်နိုင်လို့ဖနက်နဲ့ပဲလိုက်ဖက်အောင်လုပ်လိုက်တာလားလို့ပြန်မေးခဲ့ပါတယ်။ဒိုဦးကတော့မဟုတ်ပါဘူးဒီဖနက်ကရှင်းအတွက်လိုက်ဖက်မှာပါလို့ထင်လို့ပါလို့ချစ်စွဲပြန်ပြောခဲ့ပါတယ်တဲ့။နားလည်မှုရှိရဲ့ချစ်သူကောင်မလေးကိုပိုင်ဆိုင်ထားတဲ့အတွက်ကောင်လေးမင်းရောဟာပိုပြီးအဖြစ်ရှိတယ်လို့ခံစားခဲ့ရပါတယ်။သူဟာကိုယ့်လေချိန်ရှော့ချဖို့အတွက်လွတ်ရွတ်စာအဆုံးဖြတ်ခဲ့ပါတယ်တဲ့။လော်နေကြီးကြပြီးနောက်မှာမင်းရောဟာဝါလိုနဲ့ကောင်လေးတယောက်ကနေချောမောတဲ့အမျိုးသားတယောက်အဖြစ်ပြောင်းလဲပေါခဲ့ပါတယ်။သူဟာနေလိုက်သူ့ချစ်သူမင်းကလေးအတွက်ချစ်စွဲမနတ်စာကိုပြင်ဆင်ပေးခဲ့ပါတယ်တဲ့။သူတို့နှစ်ယောက်ခွဲခွဲရတဲ့အခါတိုင်းမှာဝမ်းနေပြီးခွဲရခတ်နေကြပါတယ်။သူတို့ရဲ့ချစ်ရေးဟာအယမ်းခိုင်မာပါတယ်တဲ့။ဒါပေမဲ့အရာဟောင်းလုံးပြောင်းလဲလက်နဲ့ရောက်လာခဲ့ပါတယ်။မင်းရောရဲ့အလွတ်ဆောင်အောင်အလွန်ကောင်းမွန်တဲ့အတွက်သူဟာကုမ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်ဖို့တာဝန်ပေးခြင်းခံရတော့မှဖြစ်ပါတယ်။ဒါကတော့သူတို့နှစ်ယောက်ကအရင်ကတည်းကပို့ပြီးတွေ့ရခဲ့တော့မယ်ဆိုတဲ့အတိတ်ပဲပါပဲ။ဒိုငါဒါကသူ့ချစ်သူအောင်မြင်ဖို့အတွက်အခွင့်အရေးဆိုတာကိုသိပါတယ်။စိတ်မကောင်းဖြစ်ရပေမဲ့သူ့ကောင်လေးရဲ့အနာဂတ်ကိုပိတ်ဆို့လို့မဖြစ်ပါဘူး။သူအလုံးမစားဝင်တော့ပထမဆုံးနေ့မှာမင်းရောဟာလူလိုက်တဲ့အတွက်ကော်ဖီဝယ်သွားခဲ့ပါတယ်။ဒါပေမဲ့အလုံးကလေးကဘူယုံလို့ခေါ်တဲ့ဝန်ထမ်းအစ်မင်းကလေးတယောက်ကကော်ဖီတွေကိုကိုယ်တိုင်ဝယ်လာတယ်လို့ဟန်ဆောင်ပြီးတယောက်ပြီးတယောက်ဝေနာပေးလိုက်ပါတယ်။သူမဟာမင်းရောရဲ့ခက်ကိုတောင်ယူသွားခဲ့ပါတယ်။မင်းရောကတော့အရင်ဒေါသထွက်သွားခဲ့ပါတယ်။သူကဘာလို့အားလုံးကိုပဲကြွေးတာကိုမန်းမပြောတာလေလို့မေးလိုက်တဲ့အခါမှာဘူယုံကကျမကူညီပေးတာပါလို့အေးအေးဆေးဆေးပြန်ဖြေခဲ့ပါတယ်။သူမကရှင်ကလူတိုင်းကိုကော်ဖီဝယ်ကြွေးတာကိုကဘာကသိစီခြင်းပုံရပါတယ်လို့ပြန်ပြောလိုက်တဲ့အခါမှာဘူယုံရဲ့ဒီလိုတီတီတန်းတန်းအပြောဆိုကြောင့်မင်းရောဟာဘာပြောရမှန်းမသိတော့ပဲစကားမဲ့သွားခဲ့ပါတယ်။ဘူယုံဟာမင်းရောကိုတမင်စတင်နှောက်ယှက်ခဲ့ပါတယ်။သူမဟာမင်းရောမှန်မှန်ကန်ကန်လုပ်ထားတဲ့အလုပ်ကတကယ်တော့မှားနေတယ်လို့ပြောလိုက်တဲ့အခါမှာမင်းရောကလည်းသူမပြောတာကိုယုံကြည်လိုက်ပါတယ်။အဲဒီကမှအလုံးနှုတ်တွေနာဖြစ်သွားခဲ့ပါတယ်။သူဟာအခန်းခေါင်းဆောင်ရဲ့ပြစ်တင်ဝေဖန်မှုကိုပြင်းထန်တာနောက်ခံခဲ့ရပါတယ်။သူဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့ဘူယုံကိုစိုက်ကြည့်လိုက်ပါတယ်။အထက်လူကြီးစစ်ဆေးဖို့ရောက်လာတဲ့အခါမှာတော့မင်းရောဟာလက်စားချေဖို့အခွင့်အရေးရခဲ့ပါတယ်။ဘူယုံရဲ့တီထွင်ဖန်တီးထားတဲ့ဒီဇိုင်းကိုအထက်လူကြီးကသဘောကျပြီးအတီးတုခဲ့ပေမဲ့မင်းရောကတော့ပြဿနာကိုချက်ချင်းသိရှိခဲ့ပါတယ်။တရားရဲ့အဆောက်အဦဟာအချိန်မရွေးပြိုကိုင်းနိုင်ပါတယ်။အထက်လူကြီးရှိမှဘူယုံရဲ့အမားကိုသူထောက်ပြလိုက်ပါတော့တယ်။နောက်ရက်တွေမှာတော့ဘူယုံဟာသူမရဲ့ဒီဇိုင်းကိုအသေးစိမ်ပြန်ပြင်ဆင်ခဲ့ပါတယ်။မင်းရောကလည်းအခါတရားရောက်လာပြီးပြောင်လျောင်တဲ့စကားတွေကိုပြောသွားတတ်ပါတယ်။ဘူယုံဟာယုံထဲမှာပဲသူထမင်းကိုစားရတဲ့အထိပါပဲ။သူမရဲ့ပုံမကျတဲ့အတွင်းပြင်ကိုညင်လိုက်ထိုင်တိုင်းမင်းရောဟာအဆက်မပြတ်ဝေဖန်ရင်းညံ့နေခဲ့ပါတယ်တဲ့အရန်ယွန့်စရာပါတယ်လို့လည်းပြောခဲ့ပါတယ်။ဒီလိုနဲ့မင်းရောဟာဒိုအင်းနဲ့အတူတူရှိဖို့စိုးထားကနေပြန်လာခဲ့တဲ့နေ့ရောက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတွေ့တွေ့ချင်းဖက်လည်နှူးရှုံခဲ့ပါတယ်။အလောကအရန်ပင်ပန်းတဲ့အတွက်မင်းရောဟာရေလောင်မချိုးနိုင်ပဲအိပ်ပျော်သွားခဲ့ပါတယ်။ဒိုဦးကတော့မင်းရောဟာလမ်းမတော်မမေစီရန်ဆိုရင်ပြီးဖုံးဆက်ခဲ့ပါတယ်။အလုံးနောက်ကျရင်အိမ်မပြန်ဖို့ပြောပါတယ်။ပြီးတော့သူတို့နှစ်ယောက်တင်းငနေမှာတွေ့ရအောင်သူမကခွင့်လိုက်ခဲ့ပါတယ်။မင်းရောရုံးကိုပြန်ရောက်တဲ့အခါမှာတော့ဘူယုံဟာတင်ညာလုံးဒီဇိုင်းကိုပြင်ဆင်နေတာကိုတွေ့လိုက်ရပါတယ်။အစားစားနေရင်းနဲ့တောင်းစပင်းကသူ့စက်တွေဝင်နေတာကိုတွေ့လိုက်ရပါတယ်။မင်းရောဟာဒီမင်းကလေးကိုအရန်ထူးဆန်းနေလို့တွေ့နေတက်ပြင်းချလိုက်ပါတယ်။မင်းရောဟာဘူယုံကိုစက်မညီနိုင်တော့ပါဘူး။သူအလုံးမလုံးခင်အရင်စားဖို့ကိုတတိပေးခဲ့ပါတယ်။ဒါပေမဲ့ဘူယုံကဖတ်မှလို့စူပြောခဲ့ပါတယ်။မင်းကလေးရဲ့ထိခိုက်နာကျင်တဲ့အမှုရာကိုမြင်လိုက်တဲ့အခါမှာမင်းရောရဲ့ရင်ထဲမှာနူးညံ့သွားခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်သူမဒီလိုအခြေအနေမျိုးဖြစ်နေတာကသူ့မနဲ့ဒီစိတ်ပိုင်းသက်ဆိုင်နေတာပဲပေါ့နော်။မင်းရောရဲ့အကူကြီးကြောင့်တရားပေးရဲ့ကိန်းရှင်းကြီးပြဿနာဖြေရှင်းပြီးသွားပါပြီ။ဘူယုံကကြီးစုတင်ကြောင်းပြောရဲ့အခါမှာမင်းရောကသူ့နှာခေါင်းကိုယွန်းရှားစွာနဲ့ဖိမိန်ပြီးအမြန်ရေချိုးဖို့ပြောလိုက်တော့ပါတယ်။ကုမ္ပဏီပါတီဝဲမှာမင်းရောဟာဘူယုံကိုတကူရင်းတန်ရှင်းရေးကိုဂရုစိုက်ဖို့ထပ်ပြီးတတိပေးခဲ့ပါတယ်။ဘယ်ချိန်ရောစတင်လာလဲမသိပါဘူး။သူဟာဒီစိတ်အနှောက်အယှက်ပေးတဲ့မင်းကလေးအပေါ်မှာစိတ်ဝင်စားမှုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။တခါသူအိမ်ပြန်တော့အရေးပေါ်အချိန်ပေါ်လို့ဖို့အတွက်နယူကျုကဒိုအင်းကိုခေါ်လိုက်ပါတယ်။ဒိုအင်းကသူ့ကိုမီလုံးပြတ်နေတာကိုလဲပေးဖို့တောင်းဆိုခဲ့ပါတယ်။မင်းရောကပါဇက်ကသဘောတူတဲ့ဒါမှမဟုတ်လုံးဝမလုပ်ပဲနဲ့အိပ်ပြပေါ်မှာလဲလျောင်းနေခဲ့ပါတယ်။ဘယ်တော့မှမလဲခါတဲ့မီလုံးကိုချီတီဒိုအင်းကအရန်စီတီကိုက်ကန်စားခဲ့ရပါတယ်။သူမင်းရောကိုစောတဲ့ခါတိုင်းမှာအချိန်ပေါ်လို့ရမယ်လို့အမြဲပြောတတ်ပါတယ်။ဒါပေမဲ့အများစုအချိန်မှာသူဟာတကယ်တမ်းဘူယုံနဲ့အတူတူရှိနေတာပါပဲ။ဘူယုံဟာစားတာရုပ်ပဲပပြစားနေတာကိုသိတဲ့အတွက်မင်းရောကသူမအတွက်စပြုတ်ပြပုံစံတတေးဝက်တောင်ပြင်ဆင်ပေးခဲ့ပါတယ်။သူဟာစနေသိန်းနေပါတော့မှလည်းအိမ်ကိုမပြန်တော့ပါဘူး။